အားလုံးပဲမင်္ဂလာပါ Story Time with ဖူကနေကြိုဆိုပါရစေဒီညမှာတော့နှင်းဆိုတဲ့မိန်းကလေးတယောက်သူမရဲ့အမေနဲ့ပတ်သက်ပြီးတော့ကြုံတွေ့ခဲ့ရတဲ့ထိတ်လန့်စရာအဖြစ်အပျက်တစ်ခုကိုတင်ဆက်ပေးကြပါမယ်တခါတလေမှာအချစ်ဆုံးလူတယောက်ရဲ့မျက်နှာကကဘာပေါ်မှာကြောက်စရာအကောင်းဆုံးအရာဖြစ်လာတတ်တယ်အခုနှင်းရဲ့အရှိမရက်နေတဲ့အမေကတော့ကျမတည်းရဲ့အမေမဟုတ်တော့ဘူးအခုကျမဂရင်အောက်မှာပုံနေတာနာယူဝက်ရှိပြီအခန်းတကားအောက်ကနေကြည့်နေတာအမေအပြင်မှာရက်နေတော့ပဲထူးဆန်းတာကလေအမေကဘာမှမလုပ်ဘူးတစ်ချက်မှလည်းမလှုပ်ဘူးအမောင်ထဲမှာတုံတောင်ကြီးရက်နေတာဒါပေမဲ့ကျမအကြောက်ဆုံးကအမေရဲ့မျက်နှာပဲအမေကပြုံးနေတာလူတယောက်ရေစရာတစ်ခုခုကိုကြားလိုက်ရလို့ပြုံးနေတာမျိုးမဟုတ်ဘူးသူ့ရဲ့ပါးစပ်ကြီးကနေရွက်နားထိရောက်မတက်ဖြေးပြီးပြုံးပြနေတာအဲ့ဒီအပြုံးကြီးကလေစက္ကန့်ပေါင်းများစွာကြာတဲ့အထိတစ်ချက်မှပြတ်မသွားဘူးအမေဘာလို့ပြုံးနေရလဲအမေကြောက်လို့ငိုနေရအောင်မြင်နေရတာအမေပျော်နေရလားဒါမှမဟုတ်အမေခန္ဓာကိုယ်ထဲမှာအမေမဟုတ်တဲ့အခြားတစ်ခုခုကရောက်နေရလားအမေအခုအခန်းတကားကိုကုတ်နေပြန်ပြီအတန်ကတဖြည်းဖြည်းမြန်လာတယ်အမေရဲ့အပြုံးကြီးပို့ပြီးတော့ကျဲလာတယ်လို့ပဲအိုးဖះရေအမေရဲ့မျက်လုံးကနေတွေးရကြလာပြန်ပြီဒါပေမဲ့အမေကဆက်ပြီးတော့ပြုံးနေတော့ပဲအမေကတခုခုကိုပြောဖို့ကြိုးစားနေပြန်ပြီသမီးတကားဖွင့်ပေးအောင်နဲ့အတန်ကြီးကအက်ကွဲပြီးတော့တစစီဖြစ်နေရပဲအမေဘာလို့ပြုံးနေတာလဲအဲ့ဒီအပြုံးကြီးကိုဖျက်ပေးပါတော့မေရဲ့ကျမတောင်းပန်ပါတယ်အမေပြုံးနေတာကြီးကအမေလူမဟုတ်တော့ဘူးဆိုတာကိုတက်တည်ပြနေတယ်လို့ပဲအခုတကားဖွင့်သွားပြီအမေဝင်လာပြီအမေကျမစီကိုလမ်းလျှောက်လာနေပြီအမေဘာလို့ပြုံးနေတာလဲအမေ